ဥစ္စာဒနာကိုရှာဖွေကြရတာဘဝဘေးလုပ်ငန်းတစ်ခုလိုပဲဘာဖြစ်လို့ပစ္စည်းဥစ္စာတွေရှာကြသလဲလို့ဆိုရင်အသက်ရှိရပ်တည်နိုင်ဖို့အတွက်ပဲပစ္စယဆိုတဲ့စကားလုံးကိုကြည့်ပြီးသံဃာတော်ရှင်မြတ်တွေကျစတုပစ္စယဆိုပြီးတော့သုံးတာပစ္စယဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့အထောက်အပံ့အကူအညီလို့ဆိုတယ်ဘာအတွက်ထောက်ပံ့လဲလို့ဆိုရင်အသက်ရှိဖို့အတွက်ထောက်ပံ့လူဘဝဒီတိုင်းမွေးလာပြီးဒီတိုင်းပြစ်ထားမယ်ဆိုရင်ဘယ်သူမှအသက်မရှင်နိုင်တကယ်တော့ဘုန်းကြီးတွေလည်းပစ္စည်းလေးပါပဲလူတွေလည်းပစ္စည်းလေးပါပဲတူတူပဲပစ္စည်းလေးပါဆိုဒီမှာစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာရဲ့ဆေးဝါးရဲ့ဒီလေးခုပဲရှိတာပဲเนาะအလုံးလူတွေနေစဉ်ရှားနေတာဘာရှားတာတုံးလို့မေးလို့ရှင်စားဖို့အတွက်ရှားရတယ်ဝတ်ဖို့အတွက်ရှားရတယ်နေဖို့အတွက်ရှားမကြမ်းမာဘူးဆိုရင်ဆေးဝါးကုနိုင်ဖို့အတွက်ရှားတာဒါပဲအဓိကရှားတာဒီတဲ့အပိုးရှားလာတာကြတော့လောဘတွေများလာလို့ဖြစ်တာတကယ်တော့ဘဝတစ်ခုရလာပြီဆိုရင်သက်ရှိဖို့အတွက်ပစ္စည်းလေးပါအဲ့ဒီပစ္စည်းလေးပါနဲ့အထောက်အကူပေးမှလူဘဝရဲ့အသက်ဟာ40 50 60 80ဆိုတာလို့ရှိသွားနိုင်တယ်ပေါ့အသက်အကယ်၍သာစားစရာမပြည့်စုံဘူးဆိုရင်ပမာစကားမှာရှိတယ်ထမင်းအသက်9ရက်ဆိုတာ9ရက်ဆိုဒီမှာ9ရက်ပြည့်ရင်ထမင်းကရင်သေတယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးထမင်းကနေပြီးတော့ခန္ဓာကိုယ်ကိုပြည့်ဝဝအထောက်အကူပြုနိုင်တာ9ရက်တည်းပို့ပြီးတော့မလုံနိုင်ဘူးလို့ဒီလိုဆိုလိုတာเนาะသေတာတော့သေခြင်းမသေမှာပေါ့hunger strike လုပ်တဲ့လူတွေခါလေးရက်ပေါင်းမလောက်အစာငတ်ခံပြတယ်ဘာတွေစားနေတယ်တော့မသိဘူးပေါ့เนาะဒါဆိုလိုတာထမင်းသက်9ရက်ဆိုဒီမှာထမင်းကတဘာဝစွမ်းအားလူရဲ့ခန္ဓာကိုထိမ့်ပေးထားနိုင်တာတခါစားထားလို့ရှိရင်9ရက်လောက်ထိအောင်တော့တဘာဝအားဖြင့်မသိနိုင်ဘူးတဘာဝမပျက်စီးဘူးလို့ဒီလိုပြောတာအဲ့ဒါလိုပဲဒီလူတွေမှာအစာမစားရလို့ရှိရင်အသက်ရှင်နိုင်စွာမရှိဘူးအဝတ်မိုးရလို့ရှိရင်လည်းရာသီဥတုဓာတ်တွေခံနိုင်ဝင်ရမရှိဘူးနေထိုင်စရာအင်္ဂေဟာမရှိဘူးဆိုလို့ရှိရင်လည်းအပူအေးစတဲ့အန္တရာယ်တွေရာသီဥတုအန္တရာယ်တွေကိုတွန်းလှန်နိုင်မှာမဟုတ်ဘူးပေါ့ဒါတွေအတွက်အကာအကွယ်ဖြစ်စိတ်သောငါလူတွေဟာစားစရာအတွက်ရှာရတယ်ဝတ်စရာအတွက်ရှာရတယ်နေစရာအတွက်ရှာကြရတယ်မကြမ်းမမာလို့တခါတည်းနေမကောင်းထိုင်မသာတဲ့အခါကျတော့ကုမဖို့ဆေးဝါးအတွက်ရှာရတယ်ပေါ့သူကတော့ယမယံခါကျန်တာတွေကတော့အမြဲတမ်းအထောက်အကူပေးနေရမယ့်သဘောရှိတယ်ပေါ့အဲ့တော့ပစ္စည်းလေးပါးဆိုတာအသက်ရှင်ဖို့အတွက်အထောက်အကူတွေလို့သို့သောလူတွေဟာအသက်ရှင်ဖို့အတွက်ဆိုတာတဲ့ဘာတွေပိုးလာကြစားတယ်ဆိုတာနော်အသက်ရှင်ဖို့မဟုတ်တော့ဘူးကြိုက်လို့စားတာဖြစ်သွားတယ်လောကတည်တဲ့ပိုးစားတာတော့ကြိုက်လို့စားတာတော့တဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေရှာကလေးပေါ်မှာမြင်မြင်တွေ့သွားလို့ရတ္တတဏှာဖြစ်သွားရင်ကြိုက်လို့စားတာဖြစ်သွားတယ်အသက်ရှင်ဖို့စားတယ်ဆိုတဲ့အဆင့်ကိုကျော်သွားတယ်လို့ဒီလိုပြောတယ်ဝိဇ္ဇာလည်းပါတော့အရှက်လုံဖို့ဆိုတာမူလရည်ရွယ်ချက်ပဲမဟုတ်ဘဲနေရင်မတက်တယ်ဘူးဒါကြောင့်အရှက်လုံဖို့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီအဝတ်မို့ပဲနေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာနေဘူးတွေနော်မှတ်ချင်စားတဲ့သတ္တဝါတွေဒါတွေရဲ့အန္တရာယ်တွေကလူရဲ့အရေးကပါတာကိုပါတော့လူရဲ့အရေးကမကာကွယ်နိုင်ဘူးတိရစ္ဆာန်တွေကြတော့အရေးထူတယ်လေအရေးထူတာကြတော့သူတို့ကသဘာဝအကာအကွယ်ပေးသွားတယ်လူတွေမှာတော့အဲ့ဒါလို့သဘာဝအကာအကွယ်မပေးတာပေးတဲ့အာနယ်မှုကြောင့်လူတွေကြတော့အဝတ်အစားဆိုပါဒါမူလရည်ရွယ်ချက်ကဒီလိုကာကွယ်ဖို့အတွက်ဝင်ရနေနောက်ကြတော့ဘာလို့ဆိုလှဖို့ဆိုဖြစ်လာဒါပိုးလာတယ်လို့ထားမှာနော်ပိုးလာ
လှဖို့ပဖို့ဆိုတာကြတော့ခုနမူလရည်ရွယ်ချက်တည်းပိုးလာတယ်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့အလုံးလုံးနေကြရတာလူတွေမှာနောက်တစ်ခါနေစရာဆိုတာဘာအတွက်တုံးလို့ဆိုဥရုဘေးရန်နေအကာအကွယ်ပြုဖို့မဲ့ချင်ရင်လေးစတဲ့သရဝါတွေရဲ့အကာအကွယ်ဖြစ်ဖို့လေမုန်တိုင်းစတဲ့သဘာဝအန္တရာယ်ရဲ့အကာအကွယ်ဖြစ်ဖို့အဆောက်အအုံဆိုတာလိုအပ်လာတဲ့လူတွေအဲ့ဒါကမူလရည်ပဲချက်နောက်ပိုင်းကျတော့မဟုတ်ဘူးဘေးကလူတွေလူထင်ကြီးအောင်တို့နော်လူထင်ကြီးအောင်တို့ဒီတိုက်ကောင်းကောင်းနဲ့နေနိုင်တယ်တို့စီစဉ်ခံဖို့ဆိုတာတွေအတွက်ဘာဖြစ်လာဒါတွေကဒီမူလရည်ရွယ်ချက်တွေပိုးလာတယ်လို့သူတို့ပြောတာပိုးလာတော့ဘာလို့ပိုးပြီးအလုံးလုံးကပြန်တာပေါ့အဲ့တော့ဆိုလိုတာကလူတွေရဲ့တဘာဝလူဘဝရလာလို့ရှင်စောင်းဝတ်နေရေးအတွက်အသက်ရှိဖို့အတွက်ဒါတော့လောက်ရမယ်လို့သူဆိုတာပေါ့လောက်ရသို့သောလောက်ရမယ်ဆိုတာတဲ့လူတွေဟာပူပြီးတော့ပစ္စည်းဥစ္စာတွေရှာဖွေစုဆောင်းလာကြတဲ့အခါဘာတွေပေါ်လာတော့ဆိုလောဘတွေပိုးလာတယ်လောဘနောက်ကဘာလိုက်လာဒေါသနော်ဒေါသကိုရင်ကြီးကြီးနဲ့ပေးတာကိုယ်အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာလေးနဲ့နော်အဲ့ဒါဒေါသပဲလေဘာသုံးလာလက်နဲ့ပဲကိုယ်ကျိုးစီးပွားကိုကာကွယ်တာဘာနဲ့ကာကွယ်တော့လက်နဲ့ကွာကဘာမှာကြည့်ကြည့်ပေါ့နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့မလောက်လို့သူများနိုင်ငံသွားစီးပွားရှာပြီးတဲ့အခါမှာကျိုးစီးပွားကာကွယ်ဖို့ဆိုပြီးတော့ကိုယ်ပစ္စည်းကိုလာပြီးတစုံတစ်ယောက်ကလူယူမယ်ကျွတ်ကြော်လာမယ်ဆိုရင်ကာကွယ်ဖို့ဆိုတဲ့အနေနဲ့ဘာလုပ်တာတော့ဆိုလက်နဲ့တိုက်တာပဲလေအဲ့တော့လောဘနောက်ဒေါသပါလာတယ်လို့သူတို့ပြောတော့အဲ့တော့လောဘတွေဒေါသတွေများလာတာဒီလောဘဒေါသမောဟတွေရဲ့အပြစ်ကိုမမြင်ဘူးဆိုလို့ရှိရင်မောဟကပါပြီးသားဖြစ်သွားလူဘဝမှာဥစ္စာဒဏဥစ္စာလူဘဝမှာဒဏဥစ္စာရှာကြရတာတော့ခုနကမူလရည်ရွယ်ချက်ကတော့အသက်ရှည်ရည်တည်ဖို့အတွက်ရှာတာရှာရင်ကနေပြီးတော့လူတွေဟာကျဲလာတဲ့အခါကျတော့လောဘတွေကလည်းများလာတယ်ဒေါသတွေကလည်းများလာနောက်ဆုံးကြတော့ကိုယ့်ဟာနဲ့ကိုယ်ဒုက္ခရောက်ကုန်ကြတာပဲအကုန်ဒါလောကကြီးဒီကုလုံးကိုသေချာစဉ်းစားကြည့်နော်မြတ်စွာဘုရားဟောတာအဲ့ဒါပဲအဓိကအားတော့လူတွေရဲ့တဏ္ဍာမှာလောဘတွေဖြစ်ရင်ဆင်းရဲဖို့ပဲဒေါသတွေဖြစ်လာရင်ဆင်းရဲဖို့ပဲမောဟတွေဖြစ်နေတာဆင်းရဲခြင်းအကြောင်းပဲဆင်းရဲခြင်းအကြောင်းတရားတွေကိုချမ်းသာကြောင်းထင်ပြီးတော့နေ့စဉ်နဲ့အများလုပ်နေကြအဲ့တော့လုံရင်နဲ့ချမ်းသာဒုက္ခကနည်းနည်းရပြီးတော့ဆင်းရဲတာတွေကအများကြီးဖြစ်လာခုကြည့်လေစောင်းဝတ်နေပြည့်စုံမှုအတွက်လုံးပိုင်းကနေပြီးအားရတယ်နားရတယ်မရှိတော့ဒါတွေရှာလိုက်တာတကုံတနေကုန်ပြီးကိုမပြီးနိုင်ဘူးရှာလိုက်ရနေပြီးတော့နောက်ဆုံးကြတော့လေဘာလို့တော့ထားပစ်ခဲ့ရပြန်တာပဲဒီလိုနဲ့သွားပြန်ဟိုတကယ်စဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့အနေထားအဲ့ဒါမျိုးပဲဖြစ်ဘဝတစ်ခုရှိနေတုန်းလေးကတော့အသုံးတဲ့နေတာပေါ့နော်အသုံးတဲ့နေတယ်ဆိုတော့ကိုယ့်ကိုဒီဂုံယူနိုင်တယ်ဝင်ကြွားနိုင်တယ်မောနိုင်တယ်ဒါလေးတော့ဟုတ်တော့ဒီလောက်ပဲရှိတာပဲလေလောက်ပဲရှိတာချမ်းသာလို့လဲသမင်းပူစားနိုင်တာမဟုတ်ဘူးအိယာလည်းတိုက်10လုံးရှိလို့လဲကိုအိတ်တာတက်လိုက်တတိုက်ပဲအိတ်လို့ရမယ်အိယာလည်းဒီတအိယာပဲ50ခုတခါတည်းအိတ်လို့ရတာမှမဟုတ်တာသို့တော့ရှာလို့ဖွေလို့မဆုံးနိုင်ဘူးမဆုံးနိုင်တာဘာကြောင့်ဖြစ်နေတယ်ဆိုတာလူတွေရဲ့တဏ္ဍာမှာအတိုင်းအဆမရှိတဲ့လောဘတွေများလာတယ်ဆိုတာအမှန်တမ်းထင်ရှားမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကိုသိချာနားထောင်ကြည့်လောဘောဒေါသောစမောဟောစပုရိတံပါပစေတတံပါပစေတတဆိုအောက်တန်းကျတဲ့စိတ်ရှိအတွေးတွေမမှန်ဘူးမြင့်မြတ်တဲ့စိတ်နေသဘောထားမရှိဘူးအဲ့ဒီစိတ်နေသဘောထားရှိတဲ့ပုရိတသရဝါအလုံးကိုညွှန်းတာနော်လောဘတွေဒေါသတွေမောဟတွေ
အတ္တတံဗုဒ္ဓသူတဏ္ဍမှာဖြစ်လာပြီးတော့ဟိန္တန္တိအတ္တတံဗုဒ္ဓကိုယ်တဏ္ဍမှာဖြစ်လာတဲ့လောဘဒေါသမောဟကဘသူကိုပြန်နှိမ့်ဆက်တုံးဆိုသူ့ပဲပြန်နှိမ့်ဆက်ဘုန်းကြီးတို့တွေလောဘနောက်တိုင်းရင်လည်းပင်မခံစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိပ်ရနဲ့ဒီလိုရှာဖွေနေကြတာလေပင်မကြီးစွာရှာဖွေနေကြသို့တော်လူကတော့အလုတ်ကိုင်းနေဖြစ်တယ်ပျော်တယ်စီးပွားတက်တယ်ဆိုဟုတ်တယ်လို့ပဲထင်တာနော်ဒီထဲမှာဖြတ်ခနဲ့မျက်စိစုံမိတ်သွားတယ်နှလုံးသွေးကြောရပ်သွားတယ်နှလုံးခုန်တာရပ်သွားတယ်ဆိုပြစ်ထားခဲ့ရတယ်သဘောမှာဒီလိုနော်ရှာရင်ဖွေရင်နဲ့ပြစ်ထားခဲ့ရတယ်ရန်ကုန်မန္တလေး highway ကြီးမှာဆိုဒီလိုပဲပြစ်သွားတဲ့တဲ့နေအများကြီးကြာတံဝေကဖြစ်เสียကြီးပေါ့နော်အေးဘုရားကဥပမာပေးတာလေတသတာရံဝတံဖလံတံဖလံဆိုတာသူ့ရဲ့အသီးကတသတာရံဝါပင်ကိုဟန္တိဝိယဖြည့်ဆည်းလိုက်တယ်လို့ပဲဝါပင်ဆိုတာအသီးသီးရင်တည်တော့တာပဲလေအဲ့ဒါဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာလောဘတွေဒေါသတွေမောဟတွေဖြစ်လာပြီးမထိန်နိုင်တော့ဘူးဆိုရင်ဒီလောဘဒေါသမောဟကိုပြန်ဖြစ်မှာပဲလို့ဒီလိုပြောတာချမ်းသာဒုက္ခကိုတော့ပေးမှာမဟုတ်ဘူးဆင်းရဲကိုပဲပေးမှာလို့ဒီလိုဆိုတာပေါ့နော်ဒါဖြင့်မရှာရဘူးလားငုတ်တုတ်ထိုင်းနေရမလားဒီလိုဆိုလိုတာမဟုတ်ဘူးရှာတာနဲ့လောဘလောက်တာလိုက်တာနဲ့မတူဘူးနော်မတူဘူးအဲ့တော့လူဘဝရလာလို့ရှိရင်စားစရာဝတ်စရာနေစရာဒါပြည့်စုံအောင်မလုပ်လို့တော့မရဘူးလုပ်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားကအေးလူဘဝရောက်လာလို့ရှိရင်လူဆိုတာမျက်စိနှလုံးရှိရမယ်တဲ့တစ်လုံးကဘာလဲလို့ဆိုရင်မရသေးတဲ့စီစဉ်ဥစ္စာကိုရအောင်ရှာတတ်တဲ့မျက်စိပညာမျက်စိရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားအောင်လုပ်တတ်တဲ့ပညာမျက်စိဆိုလိုတာကတော့ economic ပြောတာနော်စီးပွားရှာတတ်ရမယ်ကုန်ပစ္စည်းထုတ်တတ်ရမယ်အယောင်းဝယ်လုပ်တတ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်တရားသဖြင့်နီလန်းတွေကစီးပွားဥစ္စာရှာတာဒီလိုနဲ့လည်းယက်တိလို့ရတာပဲလေအခုမိုးကုတ်ရတနာမြေမှာနေတဲ့ပုဂ္ဂိုလ်တွေကြည့်နေရတနာမြေပေါ်မှာနေပြီးစီးပွားရှာကြအားလုံးဟာယရနာနဲ့ကြီးစီးပွားရှာတာမဟုတ်လားတခြားနည်းနဲ့လည်းစီးပွားရှာကြတာဘယ်နည်းနဲ့ပဲစီးပွားရှာကိုလုပ်တဲ့လုပ်ငန်းကျွမ်းကျွမ်းကျင်ကျင်နဲ့ဒုစရိုက်ကင်းဖို့ပဲအရေးကြီးတာဒုစရိုက်ဆိုတာသူများကိုတတ်ပြီးစီးပွားရှာတာမဟုတ်ဘူးသူများအသက်ကိုတတ်ပြီးစီးပွားရှာတာမဟုတ်ရဘူးသူများပစ္စည်းကိုမတရားယူပြီးစီးပွားရှာတာမဖြစ်ရဘူးနော်သူတော်ဘာသားများစော်ကားပြီးစီးပွားရှာတာမဖြစ်ရဘူးလိန်ညာပြီးတော့စီးပွားရှာတာမဖြစ်ရဘူးဒီလိုဆိုလိုတာပေါ့မူရင်းစေဝါနဲ့လူလောကကြီးကိုဖျက်ဆီးပြီးအညွန့်တုံးအောင်လုပ်တဲ့နည်းနဲ့စီးပွားရှာတာမဖြစ်ရဘူးအဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်ဒါတရားသဖြင့်စီးပွားရှာတယ်လို့ခေါ်တာပဲမြတ်စွာဘုရားဆိုလိုတာစီးပွားမရှာရဘူးမဟုတ်ရှာရမယ်မွေးလာလို့ရှိရင်စီးပွားရှာတတ်တဲ့ပထမမျက်စိရှိရဒုတိယမျက်စိကဘာလဲလို့ဆိုရင်ကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအကောင်းနဲ့အဆိုးသိတတ်ရမယ်အပြစ်ရှိတာနဲ့အပြစ်မရှိတာသိတတ်ရမယ်ကုသိုလ်နဲ့အကုသိုလ်သိရမယ်အဲ့ဒီပညာရက်ကအမှန်တမ်းအရေးကြီးတာကိုလုပ်တဲ့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ဒီဒုတိယမျက်စိကအမှန်တမ်းအရေးကြီးတယ်ပေါ့ morality လို့ခေါ်တာကိုချင်းတရားပေါ့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိကဘာကိုထိန်းလို့ဆိုစီးပွားရေးကိုပြန်ထိန်းပေးတာတော့စီးပွားတော့ရှာမဟုတ်တာနဲ့မလုံးနဲ့ဆိုအထိပ္ပယ်ပဲတရားနော်စီးပွားရှာတရားသဖြင့်ပဲရှာတရားသဖြင့်ရနိုင်တဲ့နိလန်းတွေအများကြီးပဲအဲ့ဒီတရားသဖြင့်ရတဲ့နိလန်းတွေကဘောင်ထဲကနေပြီးတော့ဥပရိဘောင်အောက်ကနေစီးပွားရှာသွားလို့ရလာတဲ့စီးပွားကိုနော်ပြီးတော့စနစ်တကျအသုံးချအဲ့တော့မြတ်စွာဘုရားကနံပါတ်1စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နံပါတ်2ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရမယ်ဓမ္မလူဘဝပြည့်စုံတဲ့လူဘဝဖြစ်တယ်လို့ဒီလိုဆိုတာ